ဆွဲဟာရောက်တော့မယ်မျောထိတ်ကိုရောက်တော့ဝက်ကြီးကဦးဆိုင်နေရကရုံးထပြီးစင်အောက်မှရင်နွေးကန်ကြီးကိုကြည့်လိုက်တယ်စင်းစရာရှိတာမစင်းနေမစင်းငါကန်ချပေးမယ်လာလီရော့အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ channel ကနေကြိုဆိုလိုက်ပါတယ်ဖြစ်စဉ်က2010ခန်းကဖြစ်တယ်မန္တလေးတိုင်းတဒက်ဦးမြို့နယ်တဲမောင်းကန်ဆိုတဲ့ရွာလေးမှာပေါ့မန္တလေးလီစီကြီးရဲ့နောက်ဖက်တမိုင်အကွာခန့်မှာအဲ့ဒီရွာရှိတဲ့ရာဇဝင်မှာစုံတာတဲမောင်ကန်မှာကြော်လှတဲ့ဝက်နဲ့ပတ်သက်ရင်ကျန်းကုံအောင်တည်တဲ့သူတွေပေါ့ဝက်ကိုဘလို့ဖြစ်တော့အောင်မွေးရမည်ဝက်ပေါ်ရင်ဘလို့နီးတွေနဲ့ဘလို့အချိန်ကိုက်ပေါ်ရမည်ဆိုတာကိုဆရာမကူတရက်နဲ့ပူညံနဲ့ထိုးထွင်းသိမြင်တော်မူတဲ့ပုဂ္ဂိုလ်ကြီးတွေဆိုရင်လည်းမမားပါအားလုံးလေးကြားဘူးကြမှာပါဖျားလက်ထက်ကရာဇကျူမှာစုံတဆိုတဲ့ဝက်သက်သမားတအူရှိခဲ့ပူပါတယ်ဝက်မွေးတဲ့နေရာမှာဆရာတဆူတဲ့ဝက်လည်းမွေးတယ်ဝက်လည်းပေါ်တယ်ဝက်မွေးတာကျွမ်းတော့သူမွေးတဲ့ဝက်တွေကရာဝင်အိုးခန့်ကြီးတော့ပဲကြီးထွားကြနေတယ်ဝက်ပေါ်တဲ့နှင်းကိုရောက်ရင်မိုးပြဲတဲ့ကြီးတွေ10လုံးလောက်ရေပွက်စုတဲ့အထိတည်ထားပါတယ်ပြီးတော့ပေါ်ဖို့အတွက်သတ်မှတ်ထားတဲ့ဝက်တွေကိုငုတ်တိုင်ကြီးတွေမှာဖတ်ခိုင်းပြီးတော့ခြေရောလက်ပါကျိုးတွေတုပ်လိုက်တယ်ကျိုးတုပ်ပြီးရင်တော့တင်းပုတ်ကြီးတစ်ခုနဲ့ဝက်တွေရဲ့တကူလုံးကိုဖူးထိရောင်ကိုင်းနေတဲ့အထိအဆက်မပြတ်ထုပါတဲ့အဲဒီလိုထုခံရကြတဲ့ဝက်တွေဟာအသားတွေနာပြီးမူလအနေထားထက်ရောင်ကိုင်းပြီးကြီးမားလာပါတယ်သူစိတ်ကြိုက်နေထားအောင်ရောင်ရင်ထူတာကိုရက်ပြီးဒဲအိုးထဲမှာပွက်စုနေသောရင်နှွေးကိုအမိုခွက်နဲ့ခတ်ပြီးဝက်တွေရဲ့ဗဇက်ထဲကိုအတင်းလောင်းထည့်ပါတယ်ဒီတော့ဝက်တွေရဲ့အတွင်းကလေးစာတွေဟာရွှေနွေးလောင်ပြီးရောင်ကိုင်းလာပြန်ပါတယ်အဲဒီလိုမျိုးရေနွေးလောင်းထည့်ပြီးကမှအေယာမတူကြီးနဲ့ဝက်တွေရဲ့ထိတ်ကိုထုသက်ပါတဲ့လေစုံတသေးတော့9ရက်9လီဝက်တွေခံရတယ်လို့ခန်းစားပြီးမှအဝက်စီကိုဆင်းသွားရပါတယ်ဒါကတော့ဘုရားရှင်လက်ထက်ကဝက်သက်သမားစုံထအကြောင်းပေါ့အခုဆက်လက်ပြီးတော့ကြော်လှရီကြောင်လေးကိုဆက်ရအောင်ပါတဲမောင်းကန်ဝက်စကန်မှာဝက်ကြော်လှဆိုရင်ကလေးရခွေးစုံအကုန်တိကြပါတယ်ဝက်ပေါ်လိုက်စေရထားသူတူလည်းဖြစ်တာကြောင့်သူ့အပိုင်ထဲကဝက်တွေကိုသူမသိပဲသူ့ရဲ့ခွင့်ပြုချက်မရှိပဲလုံးဝပေါ်ခွင့်မရှိပါဘူးခိုးပေါ်လို့ကြော်လှတိသွားရင်သူ့မှာတရားစွဲပိုင်ခွင့်ရှိပါတယ်ရောင်းတဲ့ဟိုတော့စိတ်တင်နေရမှာရောင်းပေါ်လေကြော်လှဟာဝက်ပေါ်ရောင်းယုံမကောင်းဝက်လဲကိုပိုင်မွေးပါတယ်တေကာခန့်ကျင်တဲ့သူ့ရဲ့အိမ်ဝင်းထဲမှာပေ40ခန့်ရှိတဲ့ဝက်ချန်ကြီးနှစ်ခုကိုမျက်နှာချင်းဆိုင်ဆောက်ထားပါတယ်ဝက်ချန်တစ်ချံကိုအကောင်20ကျော်မွေးထားတာကြောင့်နှစ်ချံပေါင်းဝက်အကောင်90ခန့်ရှိနေတယ်ကျော်လှမှာမဲကြီးလှမိုးနဲ့အော်ကြီးဆိုတဲ့တပည့်တွေရှိနေတယ်အားလုံးကလက်ရင်စက်ရင်တွေကျော်လှခိုင်းရင်အဝက်စီးတောင်ဆင်းမဲ့ကောင်းနေပုံကျော်လှမှာမတန်းလူဆိုတဲ့ဇနီးတစ်ယောက်ရှိနေတယ်တားထောက်သမီးခံတော့မရှိဘူးပေါ့အာကုတုံနဲ့ကြိုးပေးတယ်လို့ပြောရမလားကျော်လာရဲ့ဝက်သက်တဲ့အလုပ်ကတနေ့တခြားအောင်မြင်လာပြီးမန္တလေးမြို့မှာဈေးကြီးအထိကိုရှေ့ဆက်နိုင်ခဲ့နေတယ်။ဝယ်လိုအားမြင့်တက်လာမှုကိုဖြည့်ဆည်းနိုင်မှုနေရှိတဲ့၍ဝက်အဝေးထွက်ရနေတယ်။ကျော်လာဝက်အဝေးထွက်ရင်တပည့်3ဦးလိုက်ပါပြီးကိုပိုင်ထော်လာကြီးနဲ့နေနှက်ကိုထွက်ခဲ့နေတယ်။သူစိတ်ကြိုက်ဝက်ကိုတွေ့ရင်မတဲ့တဲ့အောင်ဈေးညှိပြီးတော့ရအောင်ဝယ်လေတယ်။ဝယ်လိုရတဲ့ဝက်တွေကိုချက်ချင်းမပေါ်သေးပဲမိမိချန်ထဲမှာနှစ်ပတ်ခန့်စီကောင်ဝါကောင်အစာကောင်းနေနဲ့ဝက်လုံးလှအောင်စနေတကြမွေးမြူနေတယ်။တန်းဝင်သောအစီအသားပြည့်ပြီးဆိုမှတတုတ်ချင်းစီပေါ်ဖို့လှုပ်တယ်။ရာဇဝင်မှာစုံတာတဲမောင်းကန်မှာကြော်လားဆိုတာအပြောမဟုတ်ပါလက်တွေကြကြကြည့်လိုက်ကြဆိုပါကြော်လားဟာဝက်တကာပေါ်ရင်အနည်းဆုံး6ကောင်မှအများဆုံး10ကောင်အထိကိုပေါ်လိရှိပါတယ်။ဝယ်လိုအားပေါ်မူတည်ပြီးတော့အတိုးအဆုပ်တော်ရှိတာပေါ့။ပေါ်မဲ့ဝက်တွေကိုမူးရစ်ထုံတိုင်းစီးတစ်မျိုးကိုအစာထဲမှာထည့်ကျွေးလိုက်တယ်။စီးချိန်ကြောင့်ဝက်တွေကလည်းရုံချင်းကန်ချင်းသိမ့်မလုံနိုင်တော့ထို့နောက်တစ်သားမျိုးစင်ကြီးတစ်ခုကိုတကောင်ချင်းစီဆွဲတင်သွားတယ်။တစ်သားမျိုးစင်ကြီးရဲ့အောက်မှာမီအားပြင်းပြင်းနဲ့ရင်တွင်ဥတိတ်ထားတဲ့အလျား10ပေအနံ10ပေစောင်း6ပေရှိသော4000တန်မဏိရင်နွေးကန်ကြီးရှိပါတယ်။ကျော်လာရဲ့ရုံမာဆုံးချက်ကထိုကန်ထဲကိုဝက်တွေကိုပြစ်မချခြင်းဝက်အမီးတွေကိုအရှင်လက်လက်ဖြတ်ယူလိုက်ခြင်းဖြစ်လေတယ်။ထိုအမီးတွေကိုအရက်နဲ့မြည်ဖို့အတွက်တမင်ဖြတ်ယူထားခြင်းဖြစ်လေတယ်။အဲဒီလိုအမီးတွေကိုဖြတ်ပြီးကမှရွှေနွေးကန်တွေကိုတကောင်ချင်းကန်ချလိုက်တယ်။ရွှေနွေးကန်တွေကိုကြာသွားတဲ့ဝက်တွေကငရဲတဲ့ဦးကြီးတွေကငရဲသားတွေလိုအော်ဟစ်ရုန်းကန်ရင်ရွှေနွေးအောက်ကိုမြုပ်လိုက်ပေါ်လိုက်နဲ့အော်တဲ့အခါရွှေနွေးတွေကပါဇက်ကနေတဆင့်ဝင်းကောင်းလေးကိုတလက်ဟုံးဝင်လိုက်နဲ့ဘဝတဘာကိုကူးပြောင်းသွားကြပါတယ်။ဝက်တွေအားလုံးငြိမ်သွားမှရေထုတ်ပေါက်ကိုဖွင့်ပြီးရွှေနွေးတွေကိုထုတ်လိုက်ပါတယ်။ရွှေနွေးတွေကုန်သွားတော့တန်မဏိကန်ကြီးကိုအချိန်ဖလိုက်နဲ့မပြီးတော့အသားဖြတ်မဲ့နေရာမှာမှောက်ချလိုက်ပါတယ်။ရင်နွေးဝနေတော့ဝက်တွေကရိုးရိုးပိုက်နဲ့ထိုးထားတဲ့ရေထိုးပိုက်ဝက်တွေထက်ကိုအချိန်ပိုစီးနေကြတော့တယ်။ကဲ
ဒီလောက်ဆိုရင်ရာဇဝင်ရောက်စုံတာနဲ့တဲမောင်းကန်ကြော်လားဆိုတာဘသူပိုချမ်းတလေးဆိုတာစဉ်းစားကြည့်ပါတော့ဒီလိုအချက်တွေကြောင့်ကြော်လားဆိုရင်ငနေကြီးကိုအာကုသို့ကောင်းကြီးလူယုံမာကြီးလူတလိပ်ဆန်ကြီးဆိုပြီးမြင်ကြပြောကြကြင်ကြဆဲကြမှလည်းမလွဲပါဒါပေမဲ့ခေတ္တခဏလောက်တီးခံပြီးတော့စကားလေးကိုဆုံးအောင်နားထောင်ပေးစီချင်ပါတယ်ကျော်လားနဲ့ပတ်သက်ပြီးတော့ကျုပ်ရဲ့စကားမဆုံးသေးပါကျော်လားဟာဝက်ပေါ်တဲ့နေရာမှာကန်းကုံအောင်ရက်ဆက်ပြီးမြဖျားတကကျောင်းတကရဟန်းတကတိန်တကကထိန်တကတူးပါလို့ဆိုလိုက်ရင်အားလုံးကစိတ်ကတိကအောင်ဖြစ်သွားကြမယ်ဆိုတာမလွဲပါကျော်လားဟာဝက်လုံငန်းနဲ့စီးပွားရေးအတော်တိုးတက်လာခဲ့တယ်လူမသိသူမသိပိုင်ဆိုင်မှုများအဝေးပြေးကားလိုင်းတစ်ခုထူထောင်မယ်ဆိုရင်တော့ထောင်လို့ရပါတယ်ဒါပေမဲ့ကျွမ်းကျင်ရာလိမ္မာရောင်ဆိုသလိုမိမိကျွမ်းကျင်တဲ့ဝက်လုံငန်းကိုမစွန့်လွတ်နိုင်ခဲ့ပါသားတော်သမီးခံမရှိတဲ့ကျော်လှတို့လင်မယားအတွက်ဒီပိုင်ဆိုင်မှုကိုဘလို့အကျိုးရှိအောင်သုံးမလဲဒီအချက်ကိုကျော်လှဟာစဉ်းစားမိလာတယ်မိမိလှုပ်တဲ့လှုပ်မှာအာကုသို့အလုပ်လေးမကောင်းမှန်းသိတာပဲဒါပေမဲ့လည်းအတိတ်ကံမကုန်သေးတော့ဆက်လုပ်နေရတော့မှဒီတော့မိမိတည်တဲ့ကောင်ထိုအာကုသို့ကြီးကိုအလိုက်ထိုက်ကုစားပေးနိုင်မြင့်ကုသို့အလုပ်တွေကိုလည်းလက်မနေတန်ကျော်လှဟာလှုပ်ဖြစ်ခဲ့ပါတယ်ဖျားတည်ဖို့အတွက်အလူငွေထည့်ပါဦးဦးကျော်လှအေးဘလောက်ကုန်မလဲ30လောက်ရော့ဟာ10သိန်းကပီးမှာငါနာမည်မထဲနဲ့ငါအလူငါသိတယ်ကိုကျော်လှဘယ်စာတင်တိုက်ကဘယ်ကိုရင်ကြီးတွေတော့ပစင်းတက်ဖို့ရဟန်းတကာလိုးနေတယ်ဘနဲ့ပါလေ9ပါပါရော့တပားကိုဘလောက်နှုံးလိုရာရှိရင်ငါ့ရင်ကိုအရှိမီပြီးကြွပြီးတော့အလူခံပါလို့ရှောက်လိုက်မောင်ကျော်လှအဘတို့ကြောင့်တော့ဒီနေ့ကထိန်ဟာတကာမပေါ်ဘူးကွမပူပါနဲ့အပတောင်းတကာပေါ်ပြီးသားမှတ်လိုက်တော့ရှော့ငွေ8သိန်းလိုရာကြိုးဝေထားအလူအမီကျုပ်တို့လည်းမရလာခဲ့မီတူကြီးကျော်လှမင်းဖေကောင်းချသွားရင်ငါတို့ရောကဖုန်ကြီးเจ้าမှာတိမ်ပြန်ပြင်မလို့တဲ့ကွအဲ့ဒါငွေကြေးမပြည့်စုံမှုဖြစ်နေတယ်။အိုးဘလောက်မှန်းထားလဲဦးကြီးရဲ့ပယံဆရာကိုတခါတည်းခေါ်ခဲ့လေအကုန်ပြီးအောင်ကြုတ်လူမယ်ဗျာ။အဲ့ဒီလိုတရားထက်တန်နဲ့လူရဲလူကြီးမျိုးပါသူမယားဆိုတာကလည်းသူပြီးရင်ပြီးရဲ့ဒါကြောင့်လဲကြော်လားဆိုတဲ့လူကြီးကိုအရက်တကားချစ်ကြောက်ရိုသေးကြလေဒီနေရာမှာတခုဖြတ်ပြောချင်တာကအလူရီဒီလောက်လူပြီးဘာသာရေးအသိစိတ်တရှိတဲ့လူကဘာကြောင့်အာကုသို့အလုပ်ကြီးကိုရဆက်ကျူးလွန်ပြီးစီးပွားရှာနေရပါသလဲအဲ့ဒီလိုမျိုးမေကွန်ရှိလာခဲ့မယ်ဆိုရင်အတိတ်ကံရဲ့အာကုသို့အရှိန်မကုန်သေးတာကြောင့်လို့ဖြေဆိုရပါလိမ့်မယ်ဖျားရှင်တတ်တော်ထင်ရှားရှိစဉ်ကအင်္ဂုလိမာလာဆိုတဲ့ယဟန်ကြီးကလူအသက်ပေါင်းများစွာကိုတပ်ဖြတ်ပြီးအာကုသို့အရှိန်ကုန်တော့ဖျားရှင်နဲ့တွေ့ကကျွတ်တန်းဝင်ခဲ့ပါတယ်တပံဖျားရှင်ပြိဋိဘံပြုတ်ပြီးတဲ့နောက်သာသနာမှာထင်ရှားကြော်ကြားခဲ့တဲ့ရှင်ဥပဂုတ်တမထေရကြီးကယဟန္တာမဖြစ်ခင်ကငှက်မို့ဆိုတူပါအတိတ်ဘဝအာကုသို့အရှိန်ကုန်လာတော့နေရီကန်တွေကိုပြစ်ချခံရပြီးပြန်ပေါ်လာတဲ့အခါပရိခရာ10ပါးအပြည့်စုံနဲ့ယဟန္တာတွင်ကိုကူးပြောင်းသွားခဲ့ပါတယ်ဒီလိုယဟန္တာကြီးတွေအပေါ်လက်ရှိဘဝမှာပြုခဲ့ပူတဲ့အာကုသို့ကံတွေကဆက်လက်အကျိုးမပေးနိုင်တော့ဘူးလားဟုတ်ကဲ့ပါလက်ရှိဘဝမှာပဲအတဝကုန်ခန်းနေတဲ့ယဟန္တာအရိယာကြီးတွေဖြစ်သွားလို့အာကုသို့ဟာဆက်လက်အကျိုးပေးခွင့်မတာပဲအဟောတိကံဖြစ်သွားရပါတယ်ဒါဆိုအခုမျက်မှောက်မှာဝဲကြော်လာကိုသူလုံနေတဲ့အာကုသို့ကြီးအောင်အကျိုးမပေးသေးဘူးလားဟုတ်ကဲ့ပါအကျိုးပေးပါတော့မယ်အဲ့ဒီနေ့ကတစောင်းမုံလဆန်း8ရက်နေ့သူအမတီပြီးခင်းခဲ့တော့ကထိန်အလူကနေပြန်လာချိန်ပေါ့ညဘက်မှာဝက်9ကောင်ပေါ်ရမယ်တီလာယူထားတာကြောင့်ဝက်ပေါ်ချင်းကိုတပည့်3ယောက်နဲ့ပဲလွှဲလိုက်လေတယ်အဲ့ဒီအချိန်မှာဝက်ပေါ်ချင်းကိုရောက်တော့တပည့်အောကြီးကကြော်လာစီကိုပြေးလာတယ်ဆရာလားဖြိုးဆရာလားဟေးအော်ကြီးဘာလဲဟာဟိုကုန်းပတ်ကြားကြီးကိုမျောပုံကိုဆွဲတာဘလို့မှဆွဲလို့မရလို့ဗျကျုပ်တို့3ယောက်ဆွဲတာလည်းမနိုင်ဘူးအဲ့ဒါဆရာလိုက်ခဲ့မှဖြစ်မယ်ဝမ်းနဲ့ပတ်သက်ရင်ကြောလာကောင်းထဲမှာကျန်တာတတိမရနိုင်တော့ပါခွေးတယ်မှာပဲ3ယောက်ရှိတာတော့ဒီဝက်တကောင်မနိုင်ဘူးလားအသုံးမကျတဲ့ကောင်းနေဟူးကျော်လာဟာပါဇက်ကပြစ်တောက်ပြောရင်ဝက်ပေါ်တဲ့နေရာကိုလိုက်သွားခဲ့ပါတယ်ဟိုရောက်တော့အော်ကြီးပြောတာမလွန်မှန်းသိလိုက်ရလေမှန်ပြေကုန်းရွာအကျွေးနဲ့တင်ထားတဲ့ကုန်းဘက်ဝက်ကြားကြီးကဇာမွေများထောင်ပြီးလှမွန်းနဲ့မဲကြီးကိုကြိုးတန်းလန်းနဲ့လိုက်ပတ်နေတယ်ခံမန်းအချိန်100ကျော်ခန့်ဖြစ်ပြီးလွယ်လင့်တကူမျောပေါ်ကိုဆွဲမရပါကျော်လောက်ပညာစမ်းကျင်တဲ့ဝက်သိကြရောပေါ့ကဲလာလီရောကျော်လောက်ဟာ4နှစ်ပိုင်းတစ်ချောင်းကိုကောက်ကဝက်ကြီးရဲ့ရှေ့လက်နှစ်ချောင်းကိုဖြတ်ရိုက်လိုက်အောင်ဝက်ကြီးဟာရှေ့ကိုဥဆိုင်သွားလီတော့တယ်ဟိတ်မေး
လဲပင်ကျိုးကိုဆွတ်ဆန်းလှမုံးနဲ့အော်ကြီးကလက်နှစ်ချောင်းကိုကျိုးကြည့်ငါအနောက်ကနေခရင်နဲ့စွပေးမယ်ဟုတ်ကဲ့ဆရာလားဆွဲဟာရောက်တော့မယ်မျောထိတ်ကိုရောက်တော့ဝက်ကြီးကဦးဆိုင်နေရကယုံထပြီးစင်အောက်မှရင်နွေးကန်ကြီးကိုကြည့်လိုက်တယ်စင်းစရာရှိတာမစင်းနေမစင်းငါကန်ချပေးမယ်လာလီရော့ဟာအမလေးအာပူရဲကြေကြပါအာဝက်ကြီးကိုကန်ချဖို့အရှိန်ဖြစ်လာတော့ကြော်လာရဲ့ချက်ထောင်မရောက်ခင်မှာဝက်ကြီးကကိုတပတ်လှည့်ရှောင်ပြီးဝင်လာတော့ကြုံလာအောင်ရှင်နွေးကန်တွေကိုပတ်ချလိုက်လေတယ်တပည့်လုံးသူတွေကလည်းမထင်မှတ်ကြတဲ့အဖြစ်ပြက်ကြောင့်ချက်တီတီပြီးကြောင်ကြည့်နေကြလေတယ်ကျော်လာဟာပွက်ပွက်ဆူနေတဲ့ရင်နွေးကန်ကြီးထဲမှာရုံးကန်အော်ဟစ်ရင်းနဲ့တပြေးပြေးနဲ့ငိမ့်ကျသွားတော့တယ်ကျော်လာရဲ့နာရီကိုလာရောက်ကြတဲ့သူတွေကကျော်လာရဲ့လောင်းကိုကြည့်ပြီးတုံးလုံးချောက်ချားသွားကြလေတယ်ဘာကြောင့်လဲဆိုတော့တရက်တာခန့်သာရှိသေးတဲ့ကျော်လာရဲ့လောင်းအောင်မကြည့်မစံဖောင်းကားလာတာကြောင့်အလောင်းထိတ်ထားတော့အခေါင်းပင်ပွင့်ထွက်လို့နေပါပြဲကားလာတော့တယ်ဒါကြောင့်သုံးရက်ပြည့်အောင်မထားတော့ပဲရွာအနောက်တုတ်တံမှာအမြန်ဆုံးကူးသွေးမြုပ်နှံလိုက်ကြတော့တယ်ထိုရက်တော်အတွင်းညပန်းရောက်ရင်တဲမောင်းကန်တရွာလုံးမိသူမှအိမ်ထဲကနေမထွက်ရဲကြပါတစီကျော်လာဆိုတော့ယူဆရတဲ့မဲမဲကောင်ကြီးကဝတ်တကောင်လိုအော်ဟစ်တန်နဲ့ရွာအထဲအပြင်းမှာပတ်သွားနေတာကိုမြင်နေသူကမြင်ကြားနေသူကကြားတဲမောင်းကန်တရွာလုံးနှီးပါဖြစ်နေတယ်ဒါကတော့တဲမောင်းကန်ကျော်လာရဲ့စလေဆုံးဘဝဇာတ်ကြောင်းလေးပေါ့အခုဆက်ပြီးတင်ပြမှာကျော်လာရက်လေတဲ့ညမှာချစ်သူနဲ့ချိန်တွေ့ဖို့သွားရင်ရွာအနောက်ဘက်တုတ်တန်းမှာတစီကျော်လာနဲ့တွေ့ခဲ့တဲ့စကိုင်းတောင်ရှိုင်းတဲ့နဲ့သူ့တငယ်ချင်းမင်းမင်းတို့ရဲ့ဖြစ်စဉ်လေးပါရှိုင်းတဲ့ရဲ့ငယ်ချီဦးကတဲမောင်းကန်ရွာသူတူပါရှိုင်းတဲ့ဟာရင်တုန်းကတဲမောင်းကန်ရွာသားတူဖြစ်ပါတယ်မိသားစုစီးပွားရေးကြောင့်စကိုင်းကိုပြောင်းနေရင်ငယ်ရီစာမိနေနဲ့အလန်းကွာခဲ့ရသူပါရှိုင်းတဲ့ဟာစကိုင်းမှာနေရင်ငယ်ရီစာကိုလူယုံတငယ်ချင်းတူဟာတဆင့်အဆက်အသွယ်လုပ်ခဲ့ပါတယ်ခေလူငယ်ဆိုပေမဲ့ကိုယ်ခံပညာတတ်တယ်သူ့လိုပဲတငယ်ချင်းမင်းမရလေမြမတိုင်းပြောင်းမြန်ပညာကိုအခြေခံပယ်ခုတ်မခွဲစတဲ့ပြိုင်ဘက်ကိုနှစ်ချက်ထိုးတစ်ချက်ကန်အတိပြန်ဆိုတဲ့အထိတိုက်ခိုက်နိုင်ပါတယ်မမရရအဲ့ဒီနေရာတစောင်းမုံလှပြင်းညချစ်သူနဲ့ညစိန်နေမှာတွေးဖို့ချိန်ထားတာကြောင့်ရှိုင်းထန်ဟာတဲမောင်းကန်ကိုညနေဆောင်မှထွက်လာခဲ့အောင်တငယ်ချင်းမင်းမင်းရဲ့အိမ်ကိုည8 နာရီမှရောက်ပါတယ်ငမင်းဒီညမင်းတို့ရွာငိန်လာကြည်လားဟာတခိုးကြီးညမှာဘာမှမလုပ်ကြဘူးလားဟာလှုပ်ချင်တပါရှိုင်းထက်ရဲ့မလှုပ်ရဲကြလို့ငိန်နေကြတာဒီညကြောင်မှတိုက်ဆိုင်လာတိုးနေတယ်ဟူးဟေးဘာရီတိုက်ဆိုင်နေလို့လဲဟာဘသူ့ကိုကြောက်နေရလို့လဲဒီညကကြောလာကြီး9 ရက်လဲတဲ့ညကွ6လိုက်တာလဲအရက်မယ်ဘာကြောလာဆိုတာဟိုဝက်ပေါ်တဲ့ဦးကြောလာလားငမင်းအေးဟုတ်တယ်သူပေါ်မဲ့ဝက်ကသူ့ကိုရင်နွေးကန်နဲ့ကိုပတ်ချလိုက်တာတခါလေကိစ္စပြက်ရောမောင်ဟေးဖြစ်ရလေကွာအော်အာကုတူဝေးဆိုတာဒါမျိုးတင်နေမှန်နေရှိုင်းထက်ရေးအခုလဲဝက်တရေဘဝနဲ့တရွာလုံးကိုပါချောင်းနေတာဒါကြောင့်ညဘက်ဘသူမှလက်မတလားရေးကြဘူးကွအခုမင်းင်းကိုသွားရမှာရွာနောက်ဘက်ကပတ်ပြီးလှည့်ဝင်ရမှာတေးချိုင်းကိုတော့ကျင်းတီဖြတ်ရလိမ့်မယ်မင်းင်းအိမ်ကရွာအစုံမှာဆိုတော့အဲ့ဒီလမ်းကြောင်းတစ်ခုပဲရှိတယ်ဘယ်လိုလဲရှိုက်ထက်ဟီချစ်သူနဲ့တွေ့ကျင်လို့စကိုင်းရအောင်မှရောက်လာခဲ့သေးတာပဲကွာလေကြီးတိုက်ပါစီမိုးကြီးပဲရွာပါစီကြော်လိုက်ပြီ6ပါအောင်တော့ငါကတော့ရအောင်သွားမှာပဲตาမျိုးဆိုရင်မင်းခွက်ကအောင်နဲ့ကြီးချွေးပုံတွေ့နေတယ်လို့ပဲပြုံးလို့ဟမ်ကာလာနာငါ့ကိုခွေးနဲ့နှိုင်းနေပေါ့တရောင်းစားမွေဝေးကိုက်တော်မွေဝေးကိုက်တာမကိုက်တာအနောက်ထား9 နာရီထိုးနေပြီလက်ကြစုအေးငမင်းနဲ့ရှိုင်းတဲ့ဟာဒေါက်တာချောင်းကိုစီကိုင်းပြီးရွာအနောက်ဘက်ကနေမီနင်းတို့အိမ်ရှိအောင်ရွာအစွန်ဘက်ကိုပတ်သွားခဲ့ပါတယ်တင်းချိုင်းကုန်းရှိကိုရောက်တော့အတန်ကြားတာကြောင့်တင်းချိုင်းဘက်ကိုလှည့်ကြည့်လိုက်အောင်အသေးဆက်ကြောလာကြီးရဲ့အုပ်ကူပေါ်မှာစောင်းကြောင်ထိုင်နေတော့ဖြူကောင်းကြီးနှစ်ယောက်လိုမြင်ပေမဲ့လည်းမျက်နှာလွဲကမီနင်းအိမ်ကိုတုတ်ချီတင်လိုက်ကြတော့တယ်အိမ်အနောက်ကိုရောက်တော့တတ်မှတ်ထားတဲ့နေရာမှာခြေကိုက်ဖြုတ်ကိုက်ခံပြီးမီနင်းလာကိုစိတ်ရှိနဲ့စောင့်နေလိုက်ကြတော့တယ်10 နာရီထိုးတော်လဲစင်းမလား17 နာရီထိုးတော်လဲမထူးချောင်း12 နာရီထိုးပြန်တော့လဲအရင်အောင်မပြထိုအချိန်မှာမီနင်းတို့အိမ်ဖေကစိတ်မနှံ့သူဦးတာကိုကတခိုးထဟစ်တာကြောင့်စက်နေဖို့မဖြစ်တော့ပဲလာလန်းတိုင်းပဲတက်ခောက်ပြီးပြန်လာခဲ့ကြတော့တယ်ချစ်သူနဲ့မတွေ့ရလို့မချစ်မရဲဖြစ်နေတဲ့ရှိုင်းထန်ကမီနင်းเจ้าကိုစဉ်းစားရင်ငမင်းနောက်ကပြန်လိုက်လာခဲ့ရတော့တယ်တေးဆိုင်ကိုရောက်ဖို့ဝါနှစ်ပြန်အလုံးမှာပဲ
ဟာဘာကောင်ကြီးတော့ဟာနှစ်ယောက်သားမြင်လိုက်ရတာကဒီဇိုင်းလေးကထွက်လာတော့ဖြူဖြူကောင်းကြီးတကောင်လမ်းမော်ကိုရောက်တော့လေဘက်ထောက်နေရမှမတ်တရက်ပြီးသူတို့ကိုကြောခိုင်းလိုက်ပါတယ်ဖြစ်ပါမလားငမေလူမဟုတ်ဘူးတင်နေအေးကွတတိတော်ထားရမယ်နှစ်ယောက်လုံးကပေါင်လာတဲ့တုတ်ကိုကြစ်ကြစ်ပအောင်စုပ်ကိုင်းပြီးကြောပေးနေတော့ဖြူဖြူကောင်းကြီးရဲ့နားကိုရှောက်သွားလိုက်ကြတယ်မသွားလို့လည်းမရပါသွားဖို့ဟာဒီတလန်းသာရှိလေတယ်အနားကိုရောက်တော့ငမင်းကဒီအောင်မိတ်ဆွေကဘာတူလဲခမငမင်းရဲ့အတန်းကိုကြတော့ဖြူဖြူကောင်းကြီးကဖြည်းဖြည်းချင်းလှည့်လာတယ်အာဘာကြီးလဲဟာဟေးဟာရှိုက်တဲ့လုတ်ပါအောင်လှည့်ကြည့်လာတော့မျက်နှာတစ်ခုလုံးဟာနှာခေါင်းမျက်စိနှုတ်ခမ်းမေးစိစတာတွေတစ်ခုမှမပါပဲမျက်နှာချက်ပိန်းကြီးနဲ့ကောင်းကြီးဟာငမင်းကိုဖက်လဲပြီးနှပန်းတက်လေတော့တယ်ရှိုက်ထက်ကလည်းပြုံးကနေမှုကြောင်ကြည့်နေမိပါတယ်သူရဲ့မျက်စိထဲမှာဖြူဖြူကောင်းကြီးဟာဝက်တကောင်နဲ့ပိုတူလို့နေတယ်ဟဲ့ကောင်ရှိုက်ထက်ဘာကြည့်နေရလဲဒီကောင်ကြီးကိုဒုတ်နေရိုက်စမ်းအာအေးလာပြီဟဲ့အမလေးဖြူဖြူကောင်ဝက်တစီကြီးဟာငမင်းကိုလွတ်ပြီးရှိုင်းထက်ကိုနှပန်းတက်ပြန်လေတယ်ဒီတော့လွတ်သွားတဲ့ငမင်းကဝက်တစီကြီးကိုဒုံနဲ့ပိတ်ရိုက်ပြန်တယ်ဒီလိုနဲ့ပဲဝက်တစီကြီးဟာငမင်းနဲ့ရှိုင်းထက်ကိုတလက်စီနှပန်းတက်ရင်ညတနာကြီးကြော်ကိုရောက်ရှိလာခဲ့ပါတယ်အဲ့ဒီချိန်မှာမောလာသူကငမင်းနဲ့ရှိုင်းထက်ပါဝက်တစီကြီးကတော့အသက်ပြင်းပြင်းမရှူသေးပါဒီတိုင်းဆိုရင်ကြာရင်မလွင်တော့ပါရှိုင်းထက်တော်တော့ပြေးကြစို့အေးပြေးတာပဲကောင်းတယ်လာဟဲ့ကြောက်ပါပြီအမလေးငါကြောက်တွေဟာပြေးစမ်းလွတ်အောင်ပြေးစမ်းကျော်လာလက်ကလွတ်မယ်လို့ထင်ရင်ပြေးကြစမ်းဟာလိုက်လာနေပြီပြေးငမင်းနဲ့ရှိုင်းတက်လေကြံရှိတဲ့အားနဲ့ခြေကုံတုတ်ကထွက်ပြေးကြရင်ရွာထိပ်ကိုရောက်တော့ချက်ခိုးဖို့လာတဲ့ကာလာတောင်အုပ်စုနဲ့တွေ့တာကြောင့်ကံကောင်းသွားနေတော့တယ်ဒါတော့ငမင်းရောရှိုင်းထက်ပေါင်း9ရက်လောက်ဖျားသွားကြလေတယ်နေကောင်းသွားပြန်တော့စိတ်ကြောင်ချောက်ချားဖြစ်နေလို့ဆရာပေါင်းစုံနဲ့ကူသားလိုက်ရသေးတယ်သူတို့ပြောချင်ရဝတ်တစီကြီးကြော်လာနဲ့နဗန်းတက်ခဲ့ကြတာလေဒါကြောင့်မေကြံရစ်သူမတန်းတို့ကကြော်လာကိုရည်စုပြီးတင်ချိုင်ကုန်းမှာတန်ခါ9ပါးပင့်ပြီးစွန်ကျွေးတပိတ်သွတ်ပေးခဲ့ပါတယ်တရားနာရင်ကြော်လာမသေးခင်ကသူလူခဲ့တဲ့မြောက်ကိုစရင်နဲ့တကွာဖတ်ကြားကြညာပြီးရေးစက်ချအမြောက်ဝေပေးခဲ့ပါတယ်အဲဒီနောက်မှာတော့တရွာလုံးကိုပတ်လျှောက်နေသောဝတ်တစီကြီးကြော်လာဟာမြည်သူကိုမှချောင်းလန့်ခြင်းမရှိတော့ပဲပျောက်ခြင်းမလားပျောက်ကွယ်သွားပါတော့တယ်ဟုတ်ကဲ့ပါပရိသတ်များရှင်ဇလန်လေးရဒီမှာပဲပြီးဆုံးသွားပါပြီနောက်ဆင်အောင်ပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်